နေ့ကရွှေတဲ့ပစ္စည်းတွေနဲ့ပတ်သက်ပြီးတော့ YGEA ကကြေညာတဲ့ထုတ်ပြန်လိုက်ပြီးတော့အခု line မှာကြရက်တွေအရန်ထနေကြပေမဲ့အခုဒီနေ့မှာအဲ့ဒီ post ကလုံးဝမရှိတော့ဘူးเนาะအဲ့ဒါသိပြီးသွားပြီလား17ရက်3လ2026ခုနှစ်ရက်စွဲပါညွှန်ကြားချက်အရရွှေဆိုင်တွေဟာသတ်မှတ်ထားတဲ့အရောအတွက်လက်ခံအတိုင်းကောက်ခံရမယ်လို့ဆိုထားပါတယ်ဘယ်အချိန်ကပြုတ်ချလိုက်မှမသိဘူးအဲ့ဒီ YGEA ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်ကြီးများအသင်းရဲ့ Facebook page ကိုဒီနေ့ဝင်မှွေလိုက်တော့မနေ့ကတင်ထားတဲ့ဒီကြေညာချက်ကို remove လုပ်ထားတာတွေ့ရတယ်ဒါကြောင့်မနေ့ကတင်ထားတဲ့သတ်မှတ်တဲ့ဒီအရောလက်လက်ခအတိုင်းကောက်ခံရမယ်ဆိုတဲ့ကြေညာချက်ကအတိဖြစ်ပြီလားမဖြစ်ဘူးလားဆိုတာကိုစဉ်းစားရမှာဖြစ်ပါတယ်ဒါကြောင့်အခုတလောဒီရက်တွေရောင်းမဲ့သူတွေဝယ်မဲ့သူတွေနည်းနည်းလေးသတင်းလေးနားဆွင့်ကြဖို့အင်းမြကတတိလှမ်းပေးလိုက်တယ်နောက်တစ်ခုသူတို့ကပြောတယ်ဒီကြေညာချက်ကအတိဖြစ်တယ်ဆိုရင်အရင်ကျမတို့ဝယ်ထားတဲ့ရွှေတွေအပေါ်မှာရောအရောလက်လက်ခကတက်ရောက်မှုရှိမှလားဆိုတော့မဆိုင်ပါဘူးเนาะအရင်တော့ငါကိုကရွှေတစ်ကြက်သားဝယ်ထားတယ်အရောလက်လက်ခတပဲပေးရတယ်ဆိုရင်တပဲပါပဲဒီရွှေတစ်ကြက်သားကိုတော့ရွှေတစ်ကြက်သားကိုပြန်ရောင်းမယ်ဆိုလို့ရှိရင်တစ်ကြက်သားနဲ့ပတ်သက်တဲ့တန်ဖိုးတော့ကိုကပြန်ရမှာဈေးလေးတွေကိုတော့နည်းနည်းလေးမပြတ်မကွက်နည်းနည်းနားဆွင့်ကြပါအင်းမြကတော့တိတာနဲ့အချိန်နဲ့တပြင်းညီတင်ပေးမှဖြစ်တဲ့အတွက်ကြောင့်မို့လို့အပေါင်းလေးနှိပ်ခဲ့ဖို့မမေ့နဲ့နော်